မိတ်ဆွေအားသာဖြည့်ရဲဆိုတာလူတိုင်းလုပ်ကြတဲ့ကိစ္စပါဒါပေမဲ့လူ69ရာခိုင်နှုန်းမသိကြတဲ့လှုပ်ဝက်ချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ neurosexual stimulation လို့ခေါ်တဲ့နည်းလမ်းပါပဲအဲ့ဒီပညာရှင်တွေရဲ့လေ့လာချက်အရကျွန်တော်တို့အထွတ်ထိပ် climax မရောက်ခင်စက္ကန့်30အလိုမှာအုံနောက်ထဲက hippocampus လို့ခေါ်တဲ့မှတ်ဉာဏ်ထိန်းချုပ်တဲ့နေရာဟာအမြင့်ဆုံးလှုပ်ရှားမှုဖြစ်ပါတယ်အဲ့ဒီအချိန်ကိုအတိအကျဖမ်းနိုင်ပြီးတော့ကိုမှတ်သားခြင်းနဲ့စာတပုတ်ဒါမှမဟုတ် formula တစ်ခုကိုရွတ်ဆိုလိုက်မယ်ဆိုရင်အဲ့ဒီအချက်လက်ဟာရေရှည်မှတ်ဉာဏ် long term memory ရဲ့ကိုကြောက်သွားနိုင်ပါတယ်ဒါကို dopamine imprinting လို့ခေါ်ပါတယ်ဒီနည်းလမ်းကိုအသုံးပြုပြီးတော့စာမေးပွဲတွေပြိုင်ပွဲတွေမှာအမှတ်ပြည့်တွေရရှိခဲ့တဲ့အကြောင်းသားတွေရှိခဲ့ပါတယ်တကယ်လို့မိတ်ဆွေကအခုပြောတဲ့အထိစိတ်ဝင်စားနားထောင်ပြီးဟာငါဒီညစမ်းကြည့်လိုက်တော့မယ်လို့တွေးနေရဆိုရင်တော့စိတ်ကောင်းပါအောင်မိတ်ဆွေကဘာပေါ်မှာအဲ့လိုနည်းလမ်းမျိုးလုံးဝမရှိပါဘူးအခုနကကျွန်တော်ပြောခဲ့တဲ့စကားလုံးကြီးတွေ theory အားလုံးကလောက်ကျန်ဖန်တီးတာဖြစ်ပါတယ်ဒါပေမဲ့စိတ်မဆိုးပါနဲ့ခဏလေးတီးခံပြီးစက်နားထောင်ပေးပါဘာလို့လဲဆိုတော့အာသာဖြေမှညံကောင်းမှုမဖြစ်နိုင်ပြီပဲအာသာမဖြေပဲနေလိုက်ရင်တော့တင်းရဲ့မှညံတကယ်ပဲအစာပေါင်းများစွာတိုးတက်လာနိုင်လို့ပါပဲကျွန်တော်တို့ညဉ့်ညဲရုပ်ရှင်တွေကြည့်ပြီးအာသာဖြေတဲ့အခါအုံနောက်ထဲမှာရှိတဲ့ dopamine လို့ခေါ်တဲ့ကျဉ်းနှံ့မှုတွေပေးတဲ့ဟော်မုန်းတွေကခြေပိုက်ခေါင်းတစ်ခုကိုဖွင့်ချလိုက်လို့ဒါတော့ဟောထွက်လာမှာဖြစ်ပါတယ်ပြဿနာကဒီမှာစပါတယ်အုံနောက်ကအလွယ်တကူရတဲ့ပျော်ရွှင်မှု cheap dopamine တွေနဲ့ရှင်ပါသွားတဲ့အခါတာမန်ပြင်းစရာကောင်းတဲ့စာဖတ်ခြင်းအလုပ်လုပ်ခြင်းနဲ့မှတ်သားခြင်းလိုကိစ္စတွေမှာစိတ်မပါတော့ပါဘူးဒါကို dopamine desensitization လို့ခေါ်ပါတယ်အာသာဖြစ်ခြင်းရဲ့ဆိုးကျိုးတွေကိုကျွန်တော်တို့အသေးစိတ်ကြည့်အောင်ရလအနေနဲ့ brain fog လို့ခေါ်တဲ့အုံနောက်မြူဆိုင်ခြင်းဘာလို့အာရုံစိုက်မရတာတွေးရခေါ်ရလေးလံနေတာဒါအပြင် short term memory loss အခုလေးတွေဖတ်ထားတဲ့စာတွေကိုချက်ချင်းမိသွားတာ motivation ကျဆင်းပြီးတော့ခက်ခဲတဲ့အလုပ်တွေမလုပ်ချင်တော့တာဆိုတော့အာသာဖြစ်မှညံကောင်းမှုစူးစမ်းတာဟာကားတာယာပေါက်နေတာကိုလီမထိုးပဲနဲ့ကားကိုပုံမြန်မြန်မောင်းဖို့စူးစမ်းနေရတယ်တူပါတယ်ဒါဆိုရင်ဒီကိစ္စကို short ချလိုက်တဲ့အခါဒါမှမဟုတ်အချိန်တိုင်းတာတစ်ခုထိရပ်တန့်လိုက်တဲ့အခါဘာတွေဖြစ်လာနိုင်လဲပထမဆုံးအချက်အနေနဲ့ focus and clarity ကောင်းလာတာပဲဖြစ်ပါတယ်အုံနောက်က dopamine ကိုပြန်လဲထိန်းညှိလိုက်တဲ့အတွက်စာဖတ်တဲ့အခါအလုပ်လုပ်တဲ့အခါအရင်ကထက်ပိုပြီးအာရုံစိုက်လာနိုင်ပါလိမ့်မယ်အာရုံစိုက်မှုအားကောင်းမှမှညံကောင်းလာမှာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ energy ပါခန္ဓာကိုယ်ကထုတ်လွှတ်မဲ့အာဟာရဓာတ်တွေစွမ်းရည်တွေကိုအသုံးပြုပြီးတော့အုံနောက်နဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက်ပြန်လဲအသုံးချနိုင်တတိယအချက် will power ပါကိုယ်စိတ်ကိုကိုယ်နိုင်တယ်ဆိုတဲ့ယုံကြည်မှုကတင့်ကိုပိုပြီးထက်မြက်တဲ့လူတစ်ယောက်ဖြစ်စေနိုင်ပါတယ်ဒီတော့မိတ်ဆွေကမှညံကောင်းချင်တာလားပြန်လည်နှိမရှာပါနဲ့အုံနောက်ကိုပြန်ပြီး detox လုပ်ဖို့လိုပါတယ်ဉာဏ်ဉာဏ်ရုပ်ရှင်တွေအလွတ်ကျော်အာသာဖြစ်ခြင်းတွေကိုတပတ်လောက်ရက်ကြည့်လိုက်ပါတင့်အုံနောက်ဘလောက်ပေါ်ပါသွားမလဲဆိုတော့ကိုယ်တိုင်အံ့ဩသွားပါလိမ့်မယ်ကျွန်တော်ခေါင်းစဉ်တက်ပြီးလိန်လိုက်တယ်လို့ဖြစ်သွားလို့တောင်းပန်ပါတယ်ဒါပေမဲ့ဒီအမှန်တရားကိုမိတ်ဆွေတည်သွားဖို့ကပိုရေးကြည့်လို့ပါပဲအာသာဖြစ်ရင်မှညံကောင်းမဲ့နီးလမ်းမရှိပြီမဲ့ဒီအချင်းစိုးကိုထိန်းချုပ်လိုက်တာနဲ့တင်းဘွားရောမှညံရောပြောင်းလဲသွားမယ်ဆိုတော့ကျွန်တော်ရဲရဲကြီးအာမခံပါတယ်ကဲဒီနေ့ကစပြီး9ရက်လောက်ချင်းလန့်ခေါ်ကြည့်မလားမိတ်ဆွေတကယ်လို့လုံနိုင်မယ်ဆိုရင် comment မှာကျွန်တော်လုံနိုင်ပါတယ်ကျမလုံနိုင်ပါတယ်လို့ရေးခဲ့ပေးပါအောင်နော်တကယ်လို့ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်ဝုဒ္ဒရာရစေတယ်အချိုးဖြစ်ထွန်းစေတယ်ဆိုရင် like နဲ့ subscribe လုပ်သွားဖို့လည်းမမေ့ပါနဲ့ဟုတ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါ